တဲ့အချိန် Viber ဖွင့်လိုက်တဲ့အခါအတန်နေမိတာရှေ့မြင်ကွင်းနေမရှင်းတော့တာမျိုးကိုကြုံနေရပါသလားဒီလိုလက္ခဏာတွေကြုံနေရပြီဆိုရင်တော့ Viber Blade ကိုလဲလှယ်ဖို့အချိန်တန်ပါပြီ Viber ဆွဲတဲ့အခါမှန်ပေါ်မှာရေစက်ရေခွက်တွေကျန်နေရဆိုရင် Viber လုံးလို့တဲ့အချိန်ချစ်တန်လိုမျိုးတကြီးကြီးအတန်နေမိနေတယ်ဆိုရင်ချောချောမွေ့မွေ့မရှိဘဲနဲ့ပုံမှန်အလုံးမလုံးတော့တာမျိုးဆိုရင် Viber မှာရှိတဲ့ rubber ပြားတွေကကွဲရပျက်စီးနေတယ်ဆိုရင်လစ်လူမရှိသင့်ပါဘူးမဖြစ်မနေလဲလှယ်ဖို့လိုအပ်လာပါပြီမိုးရသည်မှာရှင်းလင်းတဲ့မြင်ကွင်းတွေကလုံခြုံစိတ်ချရတဲ့မောင်းနှင်မှုတွေအတွက်အရေးကြီးပါတယ်ဒါကြောင့် Viber Blade ကိုလဲလှယ်ဖို့လိုအပ်လာပြီဆိုရင်စိတ်ချရတဲ့ Suzuki Genuine Viber Blade ကိုနီးစပ်ရာ Suzuki Service Center မှာစစ်ဆေးလဲလှယ်နိုင်ပါတယ်